နန်းထတို့တွေ stamina ကို strength ကိုအားကောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့အလေးနဲ့ full body workout ကို circuit training နဲ့ဝင်ပြီးလို့ရတယ်နော်ဒီမှာနန်းထကလေ့ကျင့်ခန်း၅မျိုးကစားပေးထားတယ်ပထမဆုံးတစ်ခုကတော့ sumo squat ရဲ့ upright ရဲ့ဝင်ထားပြီးတယ်ကိုကဥပမာ၅ချိန်ကစားမယ်ဆိုလို့ရှိရင်တော့ဒါကို၅ချိန်ပြည့်ပြီဆိုတာနဲ့တခါတည်း squat ရဲ့ press ရဲ့ကိုတခါတည်းတန်းဝင်ထားပြီးမယ်ဂျာထဲမှာ၅ချိန်လုံးဝမရှိဘူးနော် squat ရဲ့ press ရဲ့ကိုက၅ချိန်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့တတိယတစ်ခုအနေနဲ့နန်းထကတော့ deadlift ရဲ့ squat ရဲ့ကိုတွဲပြီးတော့ဝင်ထားပေးထားတယ်ဒါတွေအကုန်လုံးကနန်းထ full body ဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အစီကိုပန်းစီတယ်ဒီမှာနန်းထက၅ချိန်ပဲပြထားရဆိုပေမဲ့ကိုက10ချိန်နိုင်နေဆိုလို့ရှိရင်တော့အဲ့ဒီ10ချိန်တစ်မျိုးကို10ချိန်ဆိုတော့5မျိုးလုံးစက်တိုက်ကစားပြီးတော့မှပဲ1 round ဆိုတော့သတ်မှတ်ထားပြီးမယ် total 3 round ကနေပြီး4 round ကစားပြီးလို့ရရယ်နော်ဒီလိုမျိုးကစားပြီးခြင်းအပြင် Nantaro stamina အားကောင်းလာတယ်ပြီးသွားလို့ရှိရင်ကြွက်သားကပို့ပြီးတော့ကြစ်လေးနဲ့ဖြစ်လာတယ်ပေါ့နော်သူကသွားတဲ့ခါကျလို့ရှိရင်ရှူသွင်းရှူထုတ်ပုံမှန်လေးတော့ဝင်ထားပြီးလေးမျိုးမြောက်ကဒီမှာကနန်းထကတော့ sumo squat ရဲ့ press ရဲ့ကိုဝင်ထားပေးထားတယ်နောက်ဆုံးကတော့ river lunges ရဲ့ clean up ကိုဝင်ထားပေးထားတယ်ဒီမှာနန်းထက9ချိန်မြန်ပြထားပြီးဆိုပေမဲ့ကိုက9လို့ဝင်ထားပြီးလို့ရတယ်နော်နန်းထရဲ့ training တွေမှာဆိုလို့ရှိရင်တော့ဒီလိုမျိုး circuit training ကတပတ်2ရက်ဒါပေမဲ့နန်းထကပထမဆုံးစတဲ့ basic မှာတွေတော့မထည့်ပေးဘူးတတိယပတ်နဲ့စတုထပတ်မှာဆိုလို့ရှိရင်တော့ထည့်ထားပြီးရယ်တိကျလေးသင်တန်းတက်ရှင်နဲ့ဘယ်နေ့မှပါကစားမယ်မသိဘူးဆိုလို့ရှိရင်တော့နန်းထရဲ့ page messenger ကနေပြီးဆက်သွယ်ပေးထားပြီနော် April လ batch တွေကကျတော့ Zoom group ကတော့မရတော့ဘူး Zoom group ကတော့နန်းထတို့မေလာအတွက်ပဲရတော့မယ်သင်တန်းတက်ရှင်နေဆိုလို့ရှိရင်တခါတည်း page messenger ကနေပြီးဆက်သွယ်ပြီးလို့ရတယ်နော်ဆောနာက river lunges ပြီးပါပြီဆိုရှင်အခု forward lunges ကိုလည်းဝင်ထားပြီးလို့ရတယ်ဒါတော့ကိုပါကိုအတွဲအဆက်နဲ့မိမိကစားမယ်ဆိုလို့ရှင်တော့ရရယ်နော်